ရိုင်းဆိုင်ရဲ့ငါလည်းမင်းကမေ့ချင်ပြီလိုက်လို့မှုတွေများခဲ့ပြီမင်းအချစ်မင်းအချစ်မင်းစိတ်ထဲမှာငါ့ကိုကြားတင်လွှဲပြီးဒီတော့ခုပြတ်ဒါဟာမင်းတွေ့မင်းနဲ့မခံငါမင်းလာတဲ့ချန်ကိုမင်းလည်းခုရှူလဲလိုက်ကြပါပြီနောက်ဆုံးပြောချင်နေတဲ့စကားလေးခေါ်မင်းနဲ့မငါ့ရဲ့ကြောင်းနဲ့မေးလိုက်It's a don't believe you Do not show me what's in me Sunday got to do you Little baby It's a don't believe you Do not show me what's in me Sunday got to do youကြောင့်မလို့လဲတော့မလို့ကိုသိန်းနေအောင်အာကြီးနေပေါက်တယ်မတူသူတခြား contestant တွေကိုတီးတာနဲ့နော်ဒီနေ့ပြန်ဒါဒီကပြန်တော့ချော့နေကျူကလာကြနေတာပါလာပြိုင်တာ No တကယ်ရောနေတာ No အော်မယုံဘူး No လုံးဝအစိုးရလည်းပြိုင်လို့ရမယ်လို့ထင်ပါတယ်နော်ဟုတ်လားမကြီးတကယ်ပြောရလားနောက်ပြောလားနောက်နေရလားစနေရလားနောက်ဘူးမစဘူးဟောတကယ်ပြောနေတာတကယ်လေမှားပြီးရောက်လာလားတော့ယူနောင်းနေတော့အဲ့ဒါတော့ရွေးရမှာနော်အဲ့လိုလားရွေးမယ်ဟာတကယ်ရွေးပါလေရွေးမှာတဲ့နောက်ကြတယ်သူကမဟုတ်ခုနလေပြောနေကြတော်ယူတာဒါပေမဲ့တော်ယူမဖြစ်နိုင်ဘူးပေါ့နော်ခဏနေအောင်ဆို rap ခဏစောင့်လိုက်အောင်မယ်လို့လှည့်မယ်ဆိုပြီးဆိုခိုင်း rap တွေပဲမေ့ကုန်လို့ကိုပါဆိုလိုက်ရတဲ့အဖြစ်ဖြစ်သွားတည်ပြီလားအဲ့ဒါကြောင့် rap ပါနည်းနည်းလေးချင်လာလေ Yes ရွေးလို့ရပြီလားမရွေးနဲ့တော့ပြန်လို့ရပြီဒီတော့ကမှပေးမရွေးဘူးနောက်တော့ကိုကိစ္စကူလာရှင်ကိုကိစ္စတကယ်ရွေးခိုင်းတာလေတယောက်တော့ရွေးရမယ်တဲ့အာမယူလုံးဝလေဝိုင်းစီလားကိုစားနီလားမပြိတ္တကျင်းတဲ့လိမ့်မယ်လို့ထင်ပါတယ်ဟောတော့ဒီကလည်းရွေးခိုင်းတာတဲ့ရွေးပြအောင်ရွေးပေးပါတဲ့အဲ့တော့ယူအာဒီ The Voice မှာတယောက်ကိုရွေးချင်ပါတယ်ဘယ်သူရှိသွားမလဲဆိုတော့ကိုသိခါအော်ကိုသိနေကိုရွေးပါရဲ့အဲ့သူ့မျိုးသားပါသူ့ကိုရွေးနေကြတယ်ကိုစုရပါကိုနှိမ့်တဲ့ကလုတ်တွေများတော့ဒီမှာတခုလေလမ်းလိုက်တော့တော်ကြီးရရတယ်လေအများနဲ့ကိုကြီးရခံနေရတာဟုတ်မလားအခုတော့အားလုံးစ
surprise တိုက်ခွင့်ရတဲ့အတွက်ရန်လဲဝမ်းသာပါတယ်ပျော်ပျော်ရွှင်ရွှင်လေးဖြစ်သွားတဲ့အတွက်လည်းရန်လည်းကျေးဇူးတင်ပါတယ် The Voice မြန်မာကိုလည်းအခုလိုဖိတ်ကြားတဲ့အတွက်ရန်ကျေးဇူးတင်ပါတယ် Bye bye